အပဒဒါနဓမ္မဖြစ်ဒါနဖြစ်ဖြစ်ဆင်ကျင့်ပပြုလို့အပ်သည့်အထူးတရားပွဲ၌ဟောကြားအပ်သောမြတ်ဗုဒ္ဓဤဗုဒ္ဓဂုဏ်တော်အကြောင်းတရားဒေသနာတော်ဒီနေ့ညတပါးသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖျားဤမဟာကရုဏာကုံကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါပတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအာထုတော်မူရသည်ဖြစ်ပေခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏချိန်ခတ်များစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မဲ့တွေဖြစ်ပါစေတည်းမြတ်ဗုဒ္ဓဤဗုဒ္ဓဂုဏ်တော်အလုံးဗုဒ္ဓဘာသာဝင်သူတော်စင်တွေသိကြတယ်ဣတိပိသောဘဂဝါအရဟံဆိုတဲ့ခုံတော်ကိုးပါးထဲမှာနံပါတ် 8ဖြစ်တဲ့ဗုဒ္ဓလို့ဆိုတဲ့ဂုဏ်တော်အကြောင်းကိုဒီကနေ့နာယူမှတ်သားကြရအောင်ရသော်ဘုရားရဲ့ဂုဏ်တော်တွေကိုမိမိရဲ့စိတ်နှလုံးထဲမှာလွှမ်းထုံထားခြင်းကြောင့်ရရှိလာတဲ့ကုသိုလ်ကောင်းမှုဟာအလွန်ကြီးမြတ်တဲ့ကုသိုလ်ကောင်းမှုလို့ဒီလိုဆိုတယ်။ဘာဖြစ်လို့ကြီးမြတ်တဲ့ကုသိုလ်ကောင်းမှုလို့ဆိုရတယ်လဲလို့ဆိုရင်လောကမှာကိုကျင့်သီလအားဖြင့်လည်းမြတ်စွာဘုရားတဲ့တူတဲ့ပုဂ္ဂိုလ်မရှိဘူးတာတဲ့ပုဂ္ဂိုလ်ဆိုတာဝေးရောပေါ့နော်။တမာတိစွမ်းအားဖြင့်လည်းတူသူမရှိတာတဲ့ပုဂ္ဂိုလ်ဆိုတာလုံးဝမရှိဘူးပညာအားဖြင့်လည်းပဲတူသူမရှိတာတဲ့ပုဂ္ဂိုလ်ဆိုတာလုံးဝမရှိနိုင်ဘူးလို့အဲ့ဒါလို့သီလသမာဓိပညာလို့ဆိုရယ်ဂုဏ်အရည်ချင်းတွေတာလွန်တခြားဘာသာတွေကိုးကွယ်ကြတဲ့ဘုရားသခင်ဆိုတာနဲ့စဉ်းကျင်စဉ်းစားကြည့်ဘုရားရဲ့ဂုဏ်ကြီးတွေဟာလူသားဆန်ဆန်လူထဲမှာအကျင့်သီလတို့သမာဓိတို့ပညာတို့လို့ဆိုတဲ့လူတွေမှာရရှိနိုင်တဲ့ဂုဏ်ရည်ချင်းတွေကထူးခြားတဲ့ဂုဏ်ရည်ချင်းတွေနဲ့ပြည့်စုံတဲ့သူတော်စင်ပုဂ္ဂိုလ်မြတ်ကိုဒီလိုဆိုလိုတာပေါ့နော်အစွမ်းတကူကြီးလို့လူတွေကကိုးကွယ်ရတဲ့အရာမျိုးမဟုတ်ဘူးဒီလိုပြောလိုက်တော့ဘုရားဟာတကူမကြည့်ဘူးလို့ဒီလိုပြောတာမဟုတ်အစွမ်းတကူဆိုဒီမှာအမျိုးစုံရှိတယ်
လူတွေနားလည်နေတဲ့အစွမ်းတကူဆိုတာအရာရာဖန်ဆင်းနိုင်တယ်တို့အရာရာလှုပ်ဆောင်နိုင်တယ်ဆိုတဲ့အစွမ်းတကူတစ်မျိုးကိုပဲလူတွေကအစွမ်းတကူလို့သတ်မှတ်နေကြတာစာပေကျမ်းကမှာအစွမ်းတကူတွေမျိုးမျိုးရှိတယ်ငှက်တွေကောင်းငင်ပြန်တယ်ဆိုတာကမ္မစိတ္တိလို့ခေါ်တယ်သူကံကပေးတဲ့အစွမ်းတကူလို့ပြောတယ်ရှည်ထဲမှာငါးတွေကူးနိုင်တာလည်းပဲသူတို့ရဲ့ကမ္မစိတ္တိဆိုတဲ့အစွမ်းတကူပဲလူတွေကငှက်လို့ကောင်းငင်မပြန်နိုင်ဘူးငါးလို့လည်းရေထဲဆင်းပြီးတော့မကူးနိုင်ကြဘူးသို့တော့လူတွေမှာအစွမ်းတကူမရှိဘူးလားလို့ဆိုတော့လူတွေရတဲ့အစွမ်းတကူကဘာတော့ဆိုရင်တင်စားပြီးပြောတဲ့စကားအုံနောက်ပေါ့လူတွေကတိရစ္ဆာန်လောကကြီးနဲ့ကမ္ဘာလောကကြီးကိုချုပ်ကင်နိုင်လောက်အောင်စွန့်ရည်တတ္တိမြင်မာတာတော့လူတွေရဲ့အသိဉာဏ်လို့ဆိုတဲ့အုံနောက်ပဲဖြစ်တယ်ဘယ်ပုဂ္ဂိုလ်မှလောကမှာရှိတဲ့သက်ရှိတ attva တွေဟာလူသားကိုမရှင်းနိုင်ကြဘူးမရှင်းနိုင်သည့်အတွက်ကြောင့်လူသားတွေဟာအကြံဉာဏ်နေစွန့်ရည်တတ္တိတွေအလွန်ကောင်းသည့်အတွက်ကြောင့်ရှည်ထဲမှာပုံခုနေတဲ့ငါးတွေကိုလည်းဖမ်းနိုင်တယ်မြေကြီးထဲကတ attva တွေကိုလည်းဖမ်းယူနိုင်တယ်ကောင်းကင်ပြန်တဲ့တ attva တွေကိုလည်းဖမ်းယူနိုင်တယ်အင်တမအင်အားကောင်းတဲ့ဆင်ကြီးတွေကိုလည်းပဲလေ့ကျင့်သင်ကြားပြီးတော့မိမိအတွက်ယင်ဖြစ်သုံးချတယ်အခိုင်းစိတ်ဖြစ်သုံးချတယ်အင်တအပြေးမြန်တဲ့တ attva တွေတုပြီးတော့ကိုမပြေးနိုင်ပေမဲ့လို့အဲ့ဒီပြေးနိုင်တဲ့တ attva တွေမြင်းတို့လိုအကောင်တွေကိုလည်းလူတွေကနေပြီးတော့အသုံးချနိုင်တယ်ဆိုတာကိုယ့်ရဲ့အင်အားကြီးတဲ့တ attva ကြီးတွေကိုချုပ်ကင်ပြီးတော့ကိုယ်လိုဘအတိုင်းဆောင်ရွက်စေနိုင်တယ်ဆိုတဲ့အတိညာစွမ်းရည်တတ္တိအုံနောက်ဘလောက်ကြီးမားလဲဆိုတာစဉ်းစားကြည့်ပေါ့မြတ်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်မှာလေဒီလိုစွမ်းရည်တတ္တိတွေရှိတာအဲ့ဒီလိုစွမ်းတကူကိုပြောတာကဘာကြီးကိုဖန်ဆင်းတာတို့နော်တ attva တွေကိုဖန်ဆင်းတာတို့လူသားတွေကိုဖန်ဆင်းတာတို့အကောင်းအကျိုးလူတွေရဲ့အကောင်းအဆိုးဒါတွေကိုဖန်ဆင်းတာတို့ဆိုတဲ့အစွမ်းတကူမျိုးတွေကိုပြောတာမဟုတ်ဘူးတကယ်တော့လေကဘာကြီးကိုဖန်ဆင်းတယ်ဆိုတာလူတွေရဲ့ယုံကြည်မှုတသက်မြတာဖြစ်တယ်ဖန်ဆင်းတယ်ဆိုတဲ့အရေးအရာမှာလောကနဲ့တည်တည်ချာချာစဉ်းစားတွေးခေါ်တတ်သူပုဂ္ဂိုလ်တွေဟာဖန်ဆင်းတယ်ဆိုတာကိုဘယ်လိုမှလက်ခံနိုင်စရာမရှိဘူးဖန်ဆင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တူတယောက်ဟာလောကမှာဒီပြရမပြောနဲ့လိပ်ပြတစ်မျိုးတည်းပဲဖန်ဆင်းမယ်ဆိုရင်ဘလောက်အလုံးရှုံမလဲစဉ်းစားကြည့်ဒီဇိုင်းမျိုးမျိုးနဲ့အတောင်မှာဒီတစ်ကောင်နဲ့ပဲဖန်ဆင်းတခြားကောင်တွေမဖန်ဆင်းနိုင်အောင်အဲ့တော့ဖန်ဆင်းရမယ်ဆိုတဲ့စွမ်းရည်တတ္တိဟာအင်တမခက်ခဲတယ်လူသားတွေတောင်မှဖန်ဆင်းလိုက်ပြီဆိုတဲ့လူသားတွေဟာတညီတည်းဖြစ်လာတာလားဆိုတညီတည်းမဟုတ်ဘူးအသိဉာဏ်ရှိကြသူဖြစ်တော့လည်းပဲလူသားတွေဟာတချို့ကယုံလာတယ်တချို့ကယုံမလာဘူးတချို့ကအသက်ရှည်တယ်တချို့ကအသက်မရှည်ဘူးတချို့ကပညာတတ်တယ်တချို့ကပညာမတတ်ဘူးအဲ့ဒါလို့စူးကြုံနှိမ့်မြင့်မတူညီတဲ့သဘာဝတရားတွေဟာဘာဖြစ်လို့ဖြစ်ပေါ်နေရတာလဲဖန်ဆင်းရှင်ကဖန်ဆင်းတယ်ဆိုလို့ရှိရင်ပကြီးဆရာတယောက်ကရေးတဲ့ရုပ်ပုံတစ်ခုဟာအလုံးဟာတူညီတဲ့သဘောဖြစ်ရမှာပေါ့သူဖန်ဆင်းတယ်ဆိုလို့ရှိရင်ဖန်ဆင်းမှုတွေဟာအလုံးတညီတဲ့ဖြစ်နေတာပေါ့သို့တော့ဖန်ဆင်းရှင်ကိုကိုးကွယ်တဲ့လူလဲအိုခြင်းနာခြင်းသိခြင်းနဲ့ဒုက္ခပေးတာမကိုးကွယ်တဲ့လူလဲအိုခြင်းနာခြင်းသိခြင်းရှိတာပဲစဉ်းစားကြည့်ပဲဆိုလို့ရှိရင်ဖန်ဆင်းရှင်ကသူကသဘောတူကျေနပ်လို့ဖန်ဆင်းခံရတဲ့ပုဂ္ဂိုလ်ဟာသူ့ကိုကိုးကွယ်တယ်ဆိုရင်အေးဒီလူကတော့ငါလူပဲအသက်ပိုရှည်အောင်ဖန်ဆင်းပေးမယ်စီးပွားဥစ္စာတွေတိုးတက်အောင်ဖန်ဆင်းပေးမယ်ပညာတွေပိုတက်လာအောင်ရုပ်ဆင်းတွေပိုလှလာအောင်လုပ်ပေးမယ်ဆိုတဲ့စိတ်ဓာတ်သူ့မှာမရှိဘူးရှိရင်ကွဲပြားခြားနာရမှာပေါ့နော်ကွဲပြားခြားနာမှုရှိအောင်မကိုးကွယ်တဲ့လူလဲဒါပဲကိုးကွယ်တဲ့လူလဲဒါပဲလို့ဆိုရင်
ဒါသူဖန်ဆင်းတာမဟုတ်ဘူးဆိုတာအမှန်တမ်းထင်ရှားဒါကြောင့်မို့ဖန်ဆင်းရှင်ဆိုတဲ့အစွမ်းတကူမျိုးနဲ့ပတ်သက်ပြီးတော့ဒီဗုဒ္ဓပေါ်မှာကြည့်เสียမလိုဘူးဘာနဲ့ကြည့်ရမလဲဆို human dignity ဆိုတဲ့ဂုဏ်သိက္ခာနဲ့ပဲကြည့်ရလူသားတွေရရှိနိုင်တဲ့ဂုဏ်သိက္ခာအရေးချင်းတွေဟာလူရဲ့တန်ဖိုးပဲအဲ့ဒီတန်ဖိုးတွေထဲမှာကိုချင်းသီလကောင်းတာလဲတန်ဖိုးတစ်ခုပဲတည်ငြိမ်တဲ့သမာဓိစွမ်းအားရှိတာလဲတန်ဖိုးတစ်ခုပဲအသိပညာထက်မြက်တာလဲတန်ဖိုးတစ်ခုပဲလူလောကလူတွေဟာလဲဒီဂုဏ်သိက္ခာရှိအောင်ဆိုတာဘာတွေလုပ်ရတာလဲဆိုကိုချင်းတရားကောင်းအောင်လုပ်ရတယ်ပညာတတ်အောင်လုပ်ရတယ်ဒီနှစ်ခုဟာအရေးကြီးတဲ့အရာနှစ်ခုပဲဖြစ်တယ်အဲ့ဒီထဲမှာပညာလို့ဆိုတဲ့အရာဟာသီလရှိပြီးတဲ့နောက်သမာဓိရှိပြီးတဲ့နောက်ပညာဆိုတဲ့အရာဟာအစွမ်းထက်ဆုံးပဲဖြစ်တယ်မြတ်စွာဘုရားသခင်ကိုတော်မြတ်ဟာလူလောကမှာပညာအပြင်အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်သီလသမာဓိကလည်းအစွမ်းထက်တယ်သို့သောပညာကြတော့အထွတ်ထိပ်ရောက်တည်ထီအောင်အစွမ်းထက်တယ်အဲ့တော့ဒီနေရာမှာနည်းနည်းစဉ်းစားကြည့်ဗုဒ္ဓဆိုတဲ့စကားလုံးကဘာပြောတာတုံးလို့ဆိုရင်တိသူဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဗုဇ္ဇတိတိဗုဒ္ဓောဆိုတဲ့ definition ပေါ့ဖွင့်ဆိုထားတဲ့စကားလုံးကတိတယ်တိသူဆိုတဲ့အဓိပ္ပာယ်ဘာတွေကိုတိတာတော့ဆိုလောကမှာတိเสียမှန်သမျှကိုတိတယ်တိเสียဆိုတာအမှန်တမ်းများတယ်ဘုန်းကြီးတို့တိတာတထွာတမိုက်တောင်မရှိဘူးတိเสียတွေကအများကြီးမတိတာနဲ့တိเสียတိတာတွေကိုတွက်ကြည့်လိုက်မယ်ဆိုရင်မတိတာတွေကများပြီးတော့တိတာလေးကနည်းနည်းလေးပဲလက်တဆုပ်စာလေးလောက်ပဲကိုတိတယ်ကိုမတိတာတွေအများကြီးဒီပြမပြောနဲ့တောထဲမှာပေါက်နေတဲ့သစ်ပင်တွေရဲ့နာမည်အကုန်ဖော်နိုင်ရလားဒီသစ်ပင်တွေရဲ့အသုံးရောအကုန်သိသလားပညာရက်အနေနဲ့တစ်ခုပဲကြည့်အောင်အများကြီးမဟုတ်ဘူးရှေးခေတ်ကတက္ကသိုလ်မှာဆေးပညာသင်တဲ့အာယုဝေဒဆေးပညာသင်တဲ့ Herbal Medicine ပေါ့သစ်မြစ်သစ်ဖူးကနေဖော်ပြီးတော့ဖော်ဆက်တဲ့ Herbal Medicine ခဏခေတ်မှာပြန်ပြီးတော့ခေတ်စားလာနော်အမေရိကန်နိုင်ငံမှာတောင်မှပဲဒီသစ်ပင်တွေသစ်မြစ်တွေဒါတွေကို research လုပ်ပြီးတော့ပြန်ထုတ်လုပ်နေရအဲ့တော့ရှေးတုန်းကတစ်ခေတ်တစ်ခါတုန်းက9နှစ်ကြာအောင်ဆေးပညာအတက်ကိုသင်တဲ့ကျောင်းသားတယောက်အားလုံးကဇီဝကလို့သိကြတယ်ပေါ့သူသင်တာ9နှစ်ကြာသူသင်ပုံသင်နည်းရလည်းပဲဘလောက်ထက်မြက်တုံးဆိုလို့ရှိရင်မြန်လည်းသင်တယ်တနေ့ကိုများကြီးလည်းသင်တယ်သင်ထားသမျှလည်းမှတ်မိတယ်မေ့ပြောက်သွားတာမရှိဘူးဆိုတဲ့အဲ့ဒီအချက်တွေနဲ့ညီညွတ်အောင်9နှစ်ကြာသင်ထားတဲ့ပညာရဟာအလွန်များပြားတယ်လွန်များပြားတယ်အများကြီးလည်းသင်တယ်တဲ့အမြန်ကြီးလည်းသင်တယ်သင်သမျှလည်းမှတ်သားနိုင်တယ်မေ့ပြောက်ခြင်းလည်းမရှိဘူးအဲ့ဒီလိုဆေးပညာရသစ်ပင်တစ်ပင်ရဲ့အသုံးအဆွဲကနေစပြီးတော့မြက်ပင်ကလေးတစ်ပင်ကစပြီးတော့ဘာသုံးရတယ်ဘလို့ဂုဏ်တတ္တိတွေရှိတယ်ဆိုတာသူလေ့ကျင့်သင်ကြားလိုက်တာဆေးပညာအတက်ကကုံသွားလားဆိုမကုံတော့သူဆရာစီချင်းကပ်ပြီးတော့မေးတယ်သူသင်တာ9နှစ်ရှိသွားပြီတဲ့ဒါကုံပြီလားလို့ဆိုဆရာကြီးကပြောတယ်ဘယ်ကုံမလဲတဲ့ပညာကတော့ဒါပေမဲ့လို့မင်းဘဝအသက်ဝမ်းကြောင်းအသက်မွေးဖို့အတွက်ကတော့ငါပြောမယ်တဲ့တရွေးလေးတစ်ချောင်းယူသွားဟောဒီမျိုးရဲ့ပတ်ဝန်းကျင်တယူစနာဆိုတာ10မိုင်အတွင်းရှိတဲ့သစ်ပင်တွေကိုမင်းသွားလေးလာဘာပင်မှမကြံစေနဲ့လေးလာခဲ့အဲ့ဒီထဲမှာဆေးဘက်မဝင်တဲ့သစ်ပင်ရှိရင်မင်းယူလာခဲ့ငါပြဆိုအဲ့ဒါဆောင်ဝဲစစ်တာပဲသူနော်ဆောင်ဝဲစစ်လိုက်တာအဲ့ဒီနည်းနဲ့ဆောင်ဝဲစစ်တာအခုကိတ္တအဲ့ဆောင်ဝဲနဲ့စစ်ရင်တော့အကုန်ကြမှာထင်နေချရလားနော်
အဲ့ဒီလိုဆံဝဲစင်းတော့ဘာဖြစ်လို့ဆိုကိုကြီးကတော့နှုတ်တိုက်ကြက်ပြီးတော့မေးခွန်းတောင်မှပဲဘယ်ကမေးမယ်ဆိုတာကိုကြိုတင်သိထားပြီးတော့မှဖြေကြတာတွေကများနေတယ်ဘုန်းကြီးဆံဝဲပဲဖြစ်ဖြစ်လူဆံဝဲပဲဖြစ်ဖြစ်စပေါ့ရိုက်တယ်မေခွန်းတွေနဲ့သွားတယ်ဆိုတော့ပညာဆိုတာအပြင်ကညာနေတာမျိုးဖြစ်ကုန်တယ်ကိုဟာနော်အပြင်ကညာတာမျိုးတွေဖြစ်ကုန်တယ်အေးအဲ့ဒီလိုဇံဝဲစစ်လိုက်တာတပင်းတစ်ချောင်းယူပြီးတော့လိုက်ရှာဆေးဘက်မဝင်တဲ့အပြင်တပင်းမှရှာမလို့ဟိုပင်လေးကြည့်လိုက်လဲဘာသုံးလို့ရဒီပင်လေးကြည့်လိုက်လဲဘာသုံးလို့ဒီအမြင့်ကဘယ်လိုသုံးတယ်ဆိုတာတွေနဲ့ကြီးပဲအကုန်လုံးသူ့မှာအလကားသားပေါက်တဲ့အပင်ဆိုတာရှာလို့မတွေ့ခဲ့ဘူးရှာလို့မတွေ့တော့ဆရာကြီးကပြောတယ်မင်းစေပညာတက်ပြီအိမ်ပြန်ရင်ပြန်တော့လို့ဆိုပြီးတော့ရိတ်ခါနည်းနည်းလေးပေးပြီးဆရာကြီးကကြီးပြန်လွတ်တယ်ဘာဖြစ်လို့ရိတ်ခါနည်းနည်းပေးတော့ဆိုဒီကောင်လမ်းသွားလို့ရှိရင်ရိတ်ခါပြတ်လိမ့်မယ်ပြတ်ရင် तू စေပညာနဲ့ကုလိုက်စေအိတ်လွယ်သွားတာလည်းမဟုတ်ဘူးစေးစာလည်းဖတ်เสียမရှိဘူးသူ့မှာမျက်စိလည်းမြင်တာနဲ့ပဲကုလို့ရအောင်လို့နော်အဲ့ဒီခေတ်ကနှကြလည်းမပါဘူးအလည်းမပါဘူးနော်နှကြနဲ့လည်းစမ်းမှာမဟုတ်ဘူးအနဲ့လည်းထိုးမှာမဟုတ်ဘူးသူစေးအိတ်လည်းမပါဘူးစေးတစ်တာလည်းမပါဘူးဒီတိုင်းသွားယောဂတွေးတာနဲ့မိဖို့ကြောင့်လည်းဟာနဲ့လည်းကုကျင်ကုတယ်တစ်ပင်ကအခေါက်နဲ့လည်းကုကျင်ကုတယ်ဒီလိုနဲ့ကုသွားတာယောဂတွေကုသွားတာအများကြီးပဲအဲ့တော့အဲ့ဒီတုန်းကတစ်ချိန်တုန်းကဒါယုံနှန်းစကားမဟုတ်ဘူးစေပညာအနေနဲ့အဲ့ဒီတုန်းကအလွန်မြင့်မားခဲ့တယ်ဆိုတာကိုပြောပြအလွန်မြင့်မားခဲ့တဲ့ပညာရတစ်ခုဟာလောကမှာထင်ရှားခဲ့သေးတယ်အဲ့တော့လောကမှာလူတွေလက်လန်းမမီတဲ့ပညာရတွေဟာအများကြီးရှိနေသေးတယ်တော်တယ်မှာရှိတဲ့သစ်ပင်တွေရဲ့အမည်နာမခေါ်ဖို့တောင်မှပဲအင်တာမခဲရင်နေပေါ့အသုံးဆွဲသိဖို့ဆိုတာတော့ဝေလာဝေးအဲ့တော့လောကမှာအစွမ်းတကူဆိုဒီမှာပညာလောက်ကြီးမားတဲ့အစွမ်းတကူဟာမရှိဘူးဒါကြောင့်မို့လို့လူတွေဟာလူဘဝရောက်လာတာနဲ့မကြဘူးမိဘတွေကနေပြီးတော့ဟော3-4နှစ်အရွယ်ကနေစပြီးတော့မူကြိုဆိုပြီးတော့ကြောင်းထားကြအဲ့ဒီကနေမူလာတန်းကနေသင်လိုက်ကြရတာတည်တည်ထိပဲသင်နေကြကုန်းလို့ပညာရက်ဆိုတာဆုံးသွားတာတော့မရှိပညာကတော့မဆုံးဘူး course ကတော့ကုန်ရင်ကုန်မှာပေါ့ဘွဲရတာတော့ရှိမှာပေါ့ပညာကုန်လို့ရတာမဟုတ်ဘူးသင်တန်းကုန်လို့ရတယ်နော်သင်တန်းကုန်လို့ဘွဲရတာပဲဖြစ်အဲ့တော့မြတ်စွာဘုရားကိုဗုဒ္ဓလို့ခေါ်တာဟာသိစရာတွေကိုအကုန်သိလို့ဗုဒ္ဓလို့ခေါ်တာဒီလိုသိဖို့ကလွယ်သလားလို့ဆိုဘယ်လွယ်မှာတော့ကိုသိတာလက်တဆုပ်စာလေးပဲသိတယ်မြတ်စွာဘုရားသိတာကကျတော့လက်တဆုပ်စာမကဘူးအများကြီးသိတယ်မြတ်စွာဘုရားကတခါဟောတယ်တစ်တော်ထဲမှာတိရွက်လေးတွေကောက်ပြီးတော့လက်ထဲမှာဆုပ်လိုက်ပြီးတွေ့လာငါလက်ထဲကတိရွက်ကလေးတွေတောကြီးထဲမှာရှိတဲ့တိရွက်နဲ့ငါလက်ထဲမှာရှိတဲ့တိရွက်ဘယ်ဟာများတော့ဆိုတော့ရဟန်းတွေကိုမေးတော့ရဟန်းတွေကရှင်ဘုရားတဲ့တောထဲမှာရှိတဲ့တိရွက်တွေကအစမတန်များပါတယ်တဲ့ရှင်ဘုရားလက်ထဲရှိတဲ့တိရွက်ကဘယ်လောက်မှမရှိပါဘူးအဲ့ဒီတိုင်းပဲတဲ့ငါသိပြီးတော့မဟောတဲ့အကြောင်းအရာတွေမပြောတဲ့အကြောင်းအရာတွေကတစ်တော်ထဲမှာရှိတဲ့တိရွက်တွေလိုပဲအများကြီးပဲတဲ့ငါသိပြီးဟောတဲ့တရားငါလက်ထဲမှာဆုပ်ထားတဲ့တိရွက်ဆုပ်ကလေးလောက်ပဲဟောတာတဲ့အဲ့တော့ပညာရဘလောက်ကျယ်တယ်ဆိုတာစဉ်းကျင်စဉ်းစားကြည့်ဖို့လိုရတယ်မြတ်စွာဘုရားအဲ့ဒီပညာရတွေကိုအချောင်ရတာလားလို့မေးကြည့်ဘယ်ဟုတ်မလဲတကွားနဲ့သင်လို့မရဘူးလေးသိင်ချင်းတဲ့ကဘာတသိန်းလို့ဆိုတဲ့မရေတွက်နိုင်တဲ့ကဘာ၄ကကြုံရေတွက်လို့ရတာကတသိန်းမရေတွက်နိုင်တဲ့ကဘာပေါင်းက၄ကကြုံပြီးတော့ရေတွက်လို့ရတာတသိန်းကိုလေးသိင်ချင်းတဲ့ကဘာတသိန်းလို့ခေါ်တယ်အဲ့ဒီလေးသိင်ချင်းတဲ့ကဘာတသိန်းလေ့ကျင့်ပြီးတော့ယူမှပညာပါရမီအပါဝင်ပါရမီတွေဖြည့်ကျင့်ပြီးတော့မှဘုရားဖြစ်သူရောက်တာဘုရားဖြစ်သူရောက်တော့လေဘုရားမဖြစ်ခင်ကဒါတွေအကုန်သိလားဆိုမသိဘူး
မသိနိုင်ဘူးဘုရားဖြစ်လိုက်တာနဲ့တပြိုင်နက်ဗုဒ္ဓဆိုတဲ့သိသူပုဂ္ဂိုလ်ဖြစ်ကိုရောက်ရှိသွားအဲ့ဒါဟာလေလမ်းစဉ်အတိုင်းတရားဓမ္မကျင့်တဲ့အခါမှာအတိညာဏ်ဆိုတာပွင့်လင်းသွားတာဖြစ်တယ်ကိုယ်ကျင့်တရားတွေတမာရီတရားတွေဒီစွမ်းအားတွေနဲ့အတိညာဏ်ပွင့်လင်းသွားတဲ့အချိန်ဆိုတာဖြစ်ပေါ်လာခဲ့တာအဲ့ဒီကြတော့မှဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဖြစ်တာအဲ့တော့ဂုဏ်တော်၉ပါးထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်အရဟံရဲ့နောက်မှာဒုတိယဂုဏ်တော်ကသမ္မာသမ္ဗုဒ္ဓောသမ္မာဆိုတာအမှန်အတိုင်းတန်ခါကိုယ်တိုင်ဘုရားကိုသိတာနော်အဲ့ဒီဂုဏ်တော်ကိုကြည့်မယ်ဆိုရင်လည်းအမှန်အကန်ကိုယ်တိုင်သိတယ်သစ္စာလေးပါးကိုအမှန်အကန်ကိုယ်တိုင်သိလို့သမ္မာသမ္ဗုဒ္ဓလို့ခေါ်တယ်အခုဒီဗုဒ္ဓကြတော့လည်းပဲဘုဇ္ဇတိတိဗုဒ္ဓသိတယ်လို့ဆိုအတိညာဏ်နဲ့ပတ်သက်ပြီးတော့ဂုဏ်တော်၉ပါးထဲမှာဂုဏ်တော်2ပါးကအတိညာဏ်နဲ့ပတ်သက်ပြီးခွဲခြားထားတယ်လို့အတိညာဏ်ဘလောက်အရေးပါလဲဆိုတာစဉ်းစားကြည့်နော်ဒီထဲမှာတီးခြားသိတာလေးတွေပါသေးတယ်ဘာတွေတော့ဆိုဝိဇ္ဇာစရဏတမနောဝိဇ္ဇာဆိုတာလေအတိညာဏ်ပဲလောကဝိတုလောကအကြောင်းသိတယ်ဆိုတာလေအတိညာဏ်ပဲနော်လောကအကြောင်းကိုသိတယ်ဆိုတာလေအတိညာဏ်ပဲဗုဒ္ဓသိသူဆိုတာလေအတိညာဏ်ပဲဟောအတိညာဏ်နဲ့ပတ်သက်ပြီးတော့ဂုဏ်တော်တွေထဲမှာအရေးပါလို့ထည့်တာဒါကြောင့်မို့လို့လောကမှာအရေးကြီးဆုံးကဘာလဲဆိုပညာရေးဆိုပြီးတော့ခဏခေတ်မှာလည်းပဲပညာရေးကိုလေးပေးပြီးတော့သင်ကြားနေကြတာပေါ့ပညာဟာလူရဲ့တန်ဖိုးလို့ဆိုပြီးတော့ပြောနေကြတယ်တကယ်လည်းပဲသိသူနဲ့မသိသူဟာအလွန်ကွာခြားတယ်ပေါ့မသိတဲ့ပုဂ္ဂိုလ်ဟာဘယ်အရာပဲဖြစ်ဖြစ်မသိသည့်အတွက်ကြောင့်သူ့အတွက်မှာအရာခတ်သိမ်းဟာမှောင်ကျနေသလိုဖြစ်တယ်သိတဲ့ပုဂ္ဂိုလ်ကတော့အရာခတ်သိမ်းသူ့အတွက်မှာလင်းချင်းပြီးတော့ဘာလို့သူဟာအတိညာဏ်ရှိရှိနဲ့လှုပ်သွားတာအတိညာဏ်ရဲ့တန်ဖိုးဟာအမှန်တမ်းကြီးပါတယ်အဲ့ဒီမှာသမ္မာသမ္ဗုဒ္ဓဆိုတဲ့ဗုဒ္ဓနဲ့ဒီဗုဒ္ဓောဘဂဝါဆိုတဲ့ဗုဒ္ဓဘာထူးလဲထူးခြားမှုရှိလားလို့မေးစရာအကြောင်းရှိလားမေးစရာအကြောင်းရှိလားအတိညာဏ်ကို2ပိုင်းခွဲပြီးတော့ပြောလိုက်တာသမ္မာသမ္ဗုဒ္ဓသိတယ်ဆိုတာအမှန်တရား၄ပါးကိုမှန်မှန်ကန်ကန်ကိုယ်တိုင်သိတယ်ဆိုတာသစ္စာ၄ပါးကိုသိတာဆိုလိုတယ်လောကမှာအမှန်တရားကိုသိမှတဏှာဝကလွတ်ဖို့ဆိုတဲ့လမ်းစတွေ့နေအမှန်မသိပဲနဲ့တဏှာဝကလမ်းစဆိုတာမတွေ့နဲ့ဆိုပါတော့ကိုယ်မှာပြဿနာတစ်ခုရှိတယ်ပြဿနာတစ်ခုရှိလာပြီလူတွေမှာလည်းလူမှုရေးပြဿနာစီးပွားရေးပြဿနာဘာပြဿနာညာပြဿနာတွေ problem တွေပေါ့ problem တွေရှိလာပြီဆိုလို့ရှိရင် problem ရှိတာသိုံနဲ့ပြီးလာလို့ဆိုမပြီးဘူးเนาะ problem ဆိုတဲ့ပြဿနာကိုသိဖို့ကတခုပဲသိသေးတယ်ဘာသိဖို့လိုတော့ဆိုဒီ problem ဆိုတဲ့ပြဿနာဟာဘာကြောင့်ဖြစ်တာလဲအကြောင်းရင်းကိုသိဖို့လိုတယ် the cause of problem cause ကိုသိရမယ်အဲ့တော့အကြောင်းလည်းသိတယ်အကျိုးလည်းသိတယ်ပြဿနာကိုလည်းသိတယ်ပြဿနာရဲ့အကြောင်းကိုလည်းသိတယ်ဒီလောက်နဲ့လုံလောက်ပြီလားဆိုမလုံလောက်ဘူးပြဿနာဆိုတာအဖြေရှိသေးတယ်လေအဖြေရှာနိုင်ရမယ်နော် solution ဆိုတဲ့အဖြေအဲ့ဒီအဖြေကိုလည်းသိဖို့လိုတယ်ဒါဖြင့်အဖြေဆိုတာဟုတ်ပြီပြဿနာငြိမ်းတာကိုသိပြီသိတော့အဲ့ဒီပြဿနာငြိမ်းတဲ့နိလန်းအဖြေဆိုတာဘာလဲလို့ဆိုတာကိုလည်းသိရ the way of the solution of problem ဒီလိုဆိုတာပေါ့အဲ့တော့၄ဘက်၄ထန်သိမှကိစ္စပြီးတယ်ပြဿနာကိုလည်းသိတယ်ဒီပြဿနာဘာကြောင့်ဖြစ်တယ်ဆိုတာလည်းသိတယ်ပြဿနာကိုဘယ်လိုဖြစ်ပြဿနာရဲ့အင်းငိမ့်မှုကိုလည်းသိတယ်ဘယ်လိုနည်းနဲ့အင်းငိမ့်နေဆိုတာကိုလည်းသိတယ်ဟော၄ဘက်၄ထန်ပြည့်ပြည့်စုံစုံမှန်မှန်ကန်ကန်သိမှဒီပြဿနာအဖြေထုတ်နိုင်တာဖြစ်တယ်ပေါ့ဘယ်အရာပဲဖြစ်ဖြစ်ပြဿနာတစ်ခုအဖြေမှန်မထုတ်နိုင်ဘူးဆိုတဲ့ပုဂ္ဂိုလ်အဖြေမှန်
ထုတ်နိုင်တဲ့နိလန်းကိုမသိဘူးဆိုရင်ဘယ်တော့မှအဖြေရမှာမဟုတ်ဘူးအေးငြိမ်းမှာမဟုတ်ဘူးကဲဘုန်းကြီးတို့တွေကြုံတွေ့နေရတဲ့ဘဝပြဿနာတစ်ခုကိုရှင်းကြည့်ဘဝပြဿနာတစ်ခုကိုကြည့်လူတိုင်းရင်ဆိုင်နေရတဲ့ဘဝပြဿနာတစ်ခုကဘာလို့ဆိုတဖြည်းဖြည်းအိုမင်းလာခြင်းယောဂဝေဒနာရခြင်းသိဆုံးရခြင်းဒါကြီးမားတဲ့ပြဿနာကြီးတစ်ခုတခြားလူမှုရေးပြဿနာတို့စီးပွားရေးပြဿနာတို့မိသားစုပြဿနာတို့နိုင်ငံရေးပြဿနာတို့ဘာတွေတို့ဆိုတာရှိတယ်မှရှိတာလေလူတိုင်းမတွေ့ဘူးမဟုတ်လားအဲ့ဒီပြဿနာတွေလူတိုင်းမတွေ့ဘူးနိုင်ငံတိုင်းလည်းမတွေ့ဘူးအဲ့တော့လူမျိုးတိုင်းလည်းတွေ့တယ်ဘာသာဝင်တိုင်းလည်းတွေ့တယ်သက်ရှိတရဝမှန်သမျှတွေ့ကြုံနေရတဲ့ပြဿနာဘာလို့ဆိုရင်အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ပြဿနာဒီပြဿနာဘယ်သူဖြေရှင်းနိုင်တယ်လဲဘာကြောင့်ဒီပြဿနာဖြစ်နေရသလဲဒီပြဿနာဘယ်မှာအဆုံးသတ်မလဲအဆုံးသတ်တဲ့နိလန်းကိုရှိသလားလို့ဒီအချက်၄ချက်ကိုမှမသိဘူးဆိုရင်ဒီပြဿနာဘယ်လိုလုပ်ဖြေရှင်းဘုန်းကြီးတို့မလေးရှားသွားပြီးတော့သင်္นานပို့ချတော့ဒါ human problem လို့ခေါ်တယ်။ဘုရင်နာချင်းသိချင်းဆိုတာ problem လို့ခေါ်တယ်လို့ဆိုအမျိုးသမီးတယောက်ကထပြီးတော့မေးတယ်ဆရာတော်တဲ့ဒါသဘာဝတရားပဲမဟုတ်လားတဲ့ပြဿနာမဟုတ်ဘူးတဲ့နော်အိုရာနိုင်ရသေးတယ်ဆိုတာလူသဘာဝပဲပေါ့ပြဿနာမဟုတ်အေးမင်းအဲ့ဒါကိုပြဿနာလို့မမြင်သမျှကာလပတ်လုံးဖြေရှင်းဖို့မင်းဘယ်တော့မှမကြိုးစားတော့ဘူးလို့ငုံခံမှာပဲလေဟုတ်တယ်ပြဿနာကိုပြဿနာလို့တောင်မသိဘူးဆိုရင်ငုံခံနေမှာပဲလေဖြေရှင်းဖို့ဘယ်တော့မှမကြိုးစားဘူးလို့အဲ့ဒါကြောင့်မလို့ပြဿနာကိုပြဿနာလို့မြင်ဖို့ဟာနံပါတ်1အရေးကြီးဆုံးပဲဒါဟာပြဿနာပဲအခုကျောင်းသားလူငယ်လေးတွေကျောင်းသူလေးတွေငယ်လေးတွေပါလာကြသူတို့ဒီရွယ်မှာသူတို့ဘာမှမစင်စားသေးဘူးပြောနေငယ်လေးပဲအေးအဲ့ဒီငယ်လေးတွေအခုဒီက15နှစ်10နှစ်15နှစ်16နှစ်အရွယ်လေးတွေကလှမ်းပြီးတော့ဟိုဘက်အနှစ်60လောက်သွားကြည့်လိုက်အနှစ်60လောက်ရဲ့နောက်ပိုင်းကိုမင်းတို့မျှော်ကြည့်လိုက်လို့ရှိရင်မင်းတို့ကောင်ကသပင်တွေအဖြူကြံသေးအနက်ကြံသေးလားဆိုတာကြည့်စိတ်ဆိုးရင်တော့ရတာပေါ့ကွာသပင်နဲ့ထာရှိအောင်မလားသွားရရောဒီတိုင်းကြံမှမလားနော်မျက်စိကရောအခုတိုင်းကောင်းမှမလားပရည်တွေမတွန့်မဲနဲ့အခုတိုင်းလို့ချောချောလှလှလေးတွေရှိပါမလားဆိုတာစဉ်းစားတာကြည့်လိုက်အဲ့ဒီမှတ်တိုင်ကိုမင်းတို့ကြော်သွားနိုင်မယ်လို့ထင်လားဘယ်တော့မှမကြော်နိုင်ဘူးနော်အခုဘုံဘုံတို့ရောက်နေတဲ့မှတ်တိုင်ကြီးကိုမင်းတို့ရောက်အောင်မယ်သွားတွေကပြုတ်ထွက်ကုန်ပြီနော်မျက်စိတွေကမုံကုန်ပြီသပင်တွေကဖြူကုန်ပြီဟိုနာရိုင်ဒီနာရိုင်ဟိုနာရွက်ဒီနာရွက်နေဆိုပြီးတော့အိမ်အိုကြီးလို့တဖြည်းဖြည်းဖြစ်လာအဲ့ဒီပြဿနာမရှိဘူးလားဆိုရှိဒီနေ့ကျတော့ရင်ဆိုင်ငယ်ငယ်တော့ဘုန်းကြီးစဉ်းစားတာရွာထဲမှာနေတော့အဖိုးကြီးတွေဖွားကြီးတွေတွေ့တယ်ရှုံရှုံတော့တော့ကြီးတွေတော့ဆိုတော့ဟိုဟာသူတို့မွေးတယ်ဒီအဖိုးအိုကြီးတွေဖွားအိုကြီးတွေပဲလို့ဒီလိုထင်တော့ကိုကတော့သူတို့လိုဖြစ်လာမယ်လို့တခါမတွေ့ဘူးတကားမတူဒီအဖိုးကြီးကသူမွေးတယ်ဒီပုံစံကြီးမွေးတယ်မရဲ့လို့အောင်းမိတာနော်မစင်စားဘူးတခါမှမစင်စားသည့်အတွက်ကြောင့်ကြောက်လည်းမကြောက်ဘူးဟိုနောက်ကြတော့သူတို့လည်းငယ်ငယ်တုန်းကငါတို့လိုပဲနောက်ပိုင်းကျတော့ဒီလိုတွေရုပ်အိုရှုံတော့ဖြစ်ကုန်တာပါလားနော်ငါမြေးတို့ရဲ့မင်းတို့အကုန်ဟောဒီကြည်အောင်အဘိုးဖြစ်ပုံဆိုမျိုးဆိုရတဲ့အကိုင်းရောက်သွားတာနော်သွားရကျိုးလို့တစ်မျိုးတစ်ဖုံခါကိုင်းနားထိုင်မျက်စိမှုံဆိုတာအသက်ကြီးဖြစ်လာတဲ့ဟာတွေအဲ့တော့သဘောပေါက်ခဲ့ဘူးခုတော့ပေါက်နေပါပြီသဘောပေါက်ခဲ့တာပြောပြအဲ့တော့အဲ့ဒါကိုပြဿနာလို့မြင်မှ
ះလောင်းနေကြတော့အဲ့တော့ပြဿနာတစ်ခုအနေနဲ့ကြည့်တတ်တယ်အဲ့ဒီပြဿနာကြည့်ပြီးတော့အေးဒီပြဿနာဘာကြောင့်ဖြစ်တာတုံးလို့ပရိစ္ဆေသမုပ္ပါဒ်နဲ့ရှင်လိုက်ရှာလိုက်တဲ့အခါကျတော့ငါမွေးလာလို့အိုရတာပဲမမွေးရင်မအိုရဘူးဇာတိပစ္စယစရာမရဏငါအကယ်၍မမွေးခဲ့ဘူးဆိုရင်အခုလို့အဖိုးအိုအဖွားအိုဖြစ်မှာမဟုတ်ဘူးဟောဒီလိုစဉ်းစားတာနော်ဒါဖြင့်မွေးတာကဘာကြောင့်မွေးတာတုံးဆိုရင်အေးဘဝရှိလို့မွေးနေတာဘဝဆိုဒီမှာကံတရားနဲ့ဖြစ်ပေါ်လာတဲ့ခန္ဓာတွေဘဝပစ္စယဇာတိဘဝရှိလို့မွေးတာဒါဖြင့်ဒီဘဝကတော့ဘာဖြစ်လို့ရှိနေရတာတုံးလို့ဆိုဥပါဒါနပစ္စယဘဝဆွဲလန်းရှိနေလို့တွေ့တာလို့ဖြစ်နေတာကိုယ်တိုင်းကိုယ်ကလိုချင်နေတာတွေ့တာနေလိုချင်သလားမလိုချင်သလားကိုယ်ဘဝကျင့်တတ်နေသလားမကျင့်တတ်ဘူးလားစဉ်းစားကြည့်လူသားတွေကဒါကိုယ်ဘဝကျင့်တတ်တာမဟုတ်ဘူးခုတရိစ္ဆာန်တွေလည်းသွားမေးကြည့်ကျင့်တတ်တယ်နော်ကျင့်တတ်လူဖြစ်ရှင်သလားဆိုခေါင်းရမ်းမှဒီကောင်းနေလူတွေမဖြစ်ကြပါဘူးလူကအလုံးရှုပ်တယ်ကျောင်းနေရတာနဲ့စကြဲရတာနဲ့သူတို့အေးအေးဆေးဆေးပဲဘာမှလုပ်เสียမလို့နော်တကယ်သိလူဖြစ်ချင်မှာမဟုတ်ဘူးအဲ့တော့ကိုယ်ဘဝလေးကိုကျင့်납ပြီးတွေ့တာနေတာဥပါဒံလို့ခေါ်တာပဲအဲ့ဒီဥပါဒံဟာဘာကြောင့်ဖြစ်ရတာလဲဆိုတဏှာဆိုတဲ့လိုချင်တတ်မဲ့မှုကလာတာရှင်းတန်လာတဲ့အခါဥပါဒဒါဖြင့်ဒီတဏှာကတော့ဘာလို့ဖြစ်ရတာလဲဆိုဝေဒနာပစ္စယတဏှာလို့ဆိုတဲ့အတိုင်းစိတ်ရဲ့ခံစားမှုတွေကြောင့်ဖြစ်တာစိတ်ကခံစားမှုတွေရှိသည့်အတွက်ကြောင့်ตายဝယ်ခံစားမှုတွေဆိုလိုချင်လာအဲ့ဒီလိုချင်မှုလေးတွေကြောင့်တဏှာဝေဒနာပစ္စယတဏှာဆိုတာလားဒါဖြင့်အဲ့ဒီဝေဒနာကတော့ဘာကြောင့်ဖြစ်ရတာတုံးလို့ဆိုအာယုန်နဲ့စိတ်နဲ့ဆက်သွယ်မိသွားတာဆက်သွယ်မှုရှိလာလို့ရှိရင်ဖြစ်တာပဲလေခုခေတ်လူချင်းသာပြောကြတာမလေးအိုးချင်းထားရင်အိုးချင်းညှိတယ်လေကြိုးချင်းထားကြိုးချင်းညှိအိုးချင်းထားအိုးချင်းထိတယ်နော်အာယုန်မှလည်းဒီတိုင်းမှာပဲထိနာပဲအမြဲတမ်းစိတ်နဲ့အာယုန်ထိတာအဲ့ဒါကိုဖတ်တာလို့ခေါ်တာဒီဖတ်တာကဘာလို့ဖြစ်ရတာတုံးဆိုမျက်စိနာနာလျာကာယမနဆိုတဲ့ sense organ တွေရှိကြောင်းရှိလို့ဖြစ်တယ်အဲ့ဒီ sense organ တွေကဘာကြောင့်ဖြစ်တာတုံးဆိုနံတရားတွေနဲ့ယုတ်တရားတွေရှိလို့နံတရားယုတ်တရားတွေကဘာကြောင့်ဖြစ်တာတုံးဆိုအတိစိတ်ပဋိသန္ဓေဆိုတဲ့ဝိညာဉ်လေးလာလို့အဲ့ဒီဝိညာဉ်လေးကဘာကြောင့်ဖြစ်ရတာတုံးဆိုသင်္ခါရပစ္စယဝိညာဏကံတရားတွေကြောင့်ဖြစ်တာအဲ့ဒီကံတရားကဘာကြောင့်ရှိနေရတာတုံးဆိုအဝိဇ္ဇာပစ္စယသင်္ခါရမှန်မသိခဲ့ဘူးမှန်မသိလို့ဒါတွေရှိနေတာဟောမြတ်စွာဘုရားပရိစ္ဆေသမုပ္ပါဒ်မှာအဖြေတွေထုတ်ပေးထားဘဝတစ်ခုရဲ့အဖြေတွေဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းတွေကိုရှာပြထားအကြောင်းတွေရှာပြတယ်လို့ solution ကိုလည်းပြထားအေးမသိဘူးဆိုတာမရှိရင်မင်းတဏ္ဍာမှာကံတရားတွေမဖြစ်တော့ကံတရားတွေမဖြစ်ရင်ပရိသေဝိညာဉ်ဆိုတာမလာဘူးမလာလို့ရှိရင်နာယုတ်တွေမဖြစ်ဘူးနာယုတ်တွေမဖြစ်လို့ရှိရင် sense organ တွေမလာဘူး sense organ တွေမရှိဘူးဆိုရင်ဖတ်တာဆိုတဲ့ contact တွေမလာဘူးဖတ်တာမလာရင်ဝေဒနာမလာဘူးဝေဒနာမလာလို့ရှိရင်တဏှာမလာဘူးတဏှာမလာရင်ဥပါဒံဆိုတာမလာဘူးဥပါဒံမလာရင်ဘဝဆိုတာမလာဘူးဘဝမရှိရင်ဇာတိမရှိဘူးဇာတိမရှိရင်ဩရဏရာသေတာမရှိဘူးဆိုဟော solution ကိုပြတာအဲ့ဒါလို့အကြောင်းနဲ့အကျိုးနဲ့ဒီလိုမှန်မှန်ကန်ကန်လေးဘက်လေးတန်ကပြည့်ပြည့်စုံစုံသိတာကိုသမ္မာသမ္ဗုဒ္ဓောလို့ပြောတာနော်သမ္မာသမ္ဗုဒ္ဓောလို့ပြောတာအဲ့ဒီလိုသိလို့သမ္မာသမ္ဗုဒ္ဓဖြစ်တယ်သမ္မာပညာမဟုတ်ဘူးအဗ္ဗဓမ္မလေးနဲ့မှန်ကန်တဲ့သဘာဝတရားကြီးတစ်ခုလုံးကိုခြုံငုံသုံးသပ်နိုင်တဲ့အသိပညာမျိုးကိုမြတ်စွာဘုရားရမယ်ဘုဒ္ဓောဆိုတာကြတော့အဲ့ဒီလေးမျိုးတင်သိတာလားလို့ဆိုမဟုတ်ဘူးသိเสียလောကမှာရှိသမျှသိเสียမှန်သမျှအကုန်သိတယ်ယာဝတကံညေယံတာဝတကံညာဏံနဲ့
ယာဝတကညေယံသိเสียရှိသလောက်တာဝတကညာဏညာကလည်းလိုက်သိတယ်ယာဝတကညာဏတာဝတကညေယံညာနဲ့သိလို့ရတာမှန်သမျှလေသိเสียတွေကရှိနေတယ်လို့ညာနဲ့သိเสียအကြောင်းအရာတွေနဲ့အသိဉာဏ်နဲ့သိเสียအကြောင်းအရာတွေဟာအားလုံးကွတ္တိဖြစ်မြတ်စွာဘုရားသိเสียလည်းမကြံဘူးဉာဏ်ကလည်းမကြံအောင်သိတယ်အဲ့ဒါကိုတပ္ပညုတဉာဏ်လို့ခေါ်တာပဲတစ်ချိန်တုန်းကဘာမသိညာမသိနဲ့သေးသေးချာချာသဘာဝကြကြမလေ့လာဘူးတဲ့ပုဂ္ဂိုလ်ကတပ္ပညုတဉာဏ်ဆိုတာရှိသလားဆိုပြီးမေးခွန်းထုတ်တာတွေ့ဘူးတယ်ငယ်ငယ်တုန်းကကြားလိုက်တယ်တပ္ပညုအလုံးကိုသိတယ်ဆိုတဲ့အသိဉာဏ်မျိုးရှိသလားလို့ဆိုပြီးတော့ဖះကိုစောရကတက်ခဲ့တာလည်းရှိတကယ်ကတော့ပညာရဲ့စွမ်းရည်ဆိုတာတဝိနဲ့တူတာမဟုတ်ဘူးမြတ်စွာဘုရားရတဲ့ပညာမျိုးရဖို့ဆိုတာအမှန်တမ်းတာမန်နဲ့ရတာမဟုတ်ဘူးတာမန်အားထုတ်ရုံနဲ့ရတဲ့ပညာမျိုးမဟုတ်ဘူးအဲ့ဒီပညာမျိုးကြောင့်ပညာမျိုးရှိလို့တပ္ပညုတဉာဏ်ဆိုတာရှိတယ်တပ္ပညုဆိုတာအရာခတ်သိမ်းကိုသိတာအရာခတ်သိမ်းကိုသိတယ်လို့ဆိုတဲ့နေရာမှာအမြဲတမ်းကြီးသိနေတာလားဆိုအမြဲတမ်းရှိပြီးအမြဲတမ်းသိနေတယ်ဆိုရင် omnipresent လို့ခေါ်တယ်အင်္ဂလိပ်အမြဲတမ်းရှိအဲ့ဒီဉာဏ်ကြီးကမီးတော့ကြီးမီးထွန်းထားသလိုမီးကိုတညာလုံးထွန်းထားရင်တညာလုံးအလင်းရောင်ကြီးရှိနေသလိုဒီဉာဏ်ကြီးကအမြဲတမ်းလင်းနေတာလားလို့ဆိုအဲ့ဒါမျိုးလက်မခံဘူးဗျာမျက်လုံးလည်းဖွင့်ကြည့်မှပဲမြင်တယ်မဟုတ်လားမိတ်ထိုင်မမြင်ဘူးလေသဘာဝကြကြဓာတ်ဆိုတာလေဘလောက်ထက်ဒိန်နဲ့ထက်ထားရင်ခုတ်လို့ရပါမလားမရဘူးတပ္ပညုတဉာဏ်ရဲ့အဓိပ္ပာယ်ကဘာတော့သိခြင်းလို့သိစရာတစ်ခုကိုသိခြင်းလို့ကြည့်လိုက်လို့ရှိရင်အလုံးရှင်းပြီးတော့သိသွားတယ်မသိလို့ခေါင်းကုတ်ရတာမရှိဘူးလို့ပြောတာနော်ပု္ပ္ပာလေးတစ်ခုမဖြစ်နိုင်လို့ခေါင်းကုတ်နေရတာမျိုးတွေမရှိဘူးတဲ့မြတ်စွာဘုရားနော်မိကွန်းလေးမဖြစ်နိုင်ဘူးဆိုခေါင်းကုတ်ကြတာလေကိုကခေါင်းကုတ်တော့လေခေါင်းကမထွက်ဘူးဆိုပေမဲ့ကျွတ်ကောင်းကျွတ်အသိဉာဏ်ကထွက်လာမှာမဟုတ်ဘူးနော်အဲ့တော့သိချင်လို့ကြည့်လိုက်တာနဲ့တပြိုင်နက်အကုန်ရှင်းရှင်းကြီးသိတာကိုတပ္ပညုတဉာဏ်လို့ခေါ်တယ်အနာဝရဏဉာဏ်တဘာဝကြကြပဲအိတ်နေတော့ကဒီဉာဏ်ကြီးရှိနေတာမဟုတ်ဘူးမိကြီးလင်းနေတယ်လို့ဒီဉာဏ်ကြီးကအမြဲရှိနေတာမဟုတ်ဘူးသိချင်လို့ကြည့်လိုက်ရင်သိတယ်ကဲပညာတတ်တဲ့လူနဲ့မတတ်တဲ့လူနော်ကိုဖီးမဟုတ်တဲ့ပြဿနာတစ်ခုမေးလိုက်ပြီဆိုအဖြေထုတ်နိုင်ပါမလားမတတ်တဲ့လူကတတ်တဲ့လူကတော့ဥပမာဆေးပညာသင်ထားတယ်ဆေးပညာတတ်တဲ့ပုဂ္ဂိုလ်ကဆေးပညာနဲ့ပတ်သက်တဲ့မေးခွန်းတစ်ခုမေးလိုက်မယ်ဆိုရင်ကြံတဲ့ပုဂ္ဂိုလ်ကခေါင်းကုတ်ချင်တိုင်းကုတ်နော်အနာသာပေါက်သွားမယ်ညာကတော့ထွက်လာမှာမဟုတ်ဘူးသိမှမသိတာသင်ထားတဲ့ပုဂ္ဂိုလ်じゃသိတယ်မဟုတ်လားဘာဖြစ်လို့သင်ထားတဲ့ပုဂ္ဂိုလ်ကသိပြီမသင်တဲ့ပုဂ္ဂိုလ်ကဘာလို့မသိတာတော့လို့ဆိုပညာရဲ့စွမ်းအားချင်းမတူတာပေါ့ဒီလိုဆိုလို့လေဒါကြောင့်မို့မြတ်စွာဘုရားကြတော့ဘာသိခြင်းလို့ကြည့်လိုက်တာနဲ့တပြိုင်နက်အစီအတာမရှိအကုန်လုံးအကျွမ်းကြံမရှိအကုန်သိတယ်အကြောင်းကိုလည်းသိတယ်အကျိုးကိုလည်းသိတယ်ဖြေနည်းကားကိုလည်းသိတယ်ဖြေရှင်းချက်ကိုလည်းသိတယ်ဆိုလေးဘက်လေးတန်ပြည့်ပြည့်စုံစုံသိသွားဒီလိုဆိုတာပေါ့အဲ့တော့သမ္မာသမ္ဗုဒ္ဓောဆိုတဲ့ဂုဏ်တော်ကြီးကသစ္စာလေးပါးကိုသိတာအဓိကထားပြီးတော့ပြောတယ်အမှန်တရားကိုသိတာအဓိကထားပြောပြီးဗုဒ္ဓောဆိုတာကြတော့သစ္စာလေးပါးမှတပါးဉာဏ်နဲ့သိเสียမှန်တယ်များအကုန်သိတာပြောတယ်ဒါကြောင့်မလို့ဒီနှစ်ခုခွဲထားတယ်လို့ဒီလိုဆိုတယ်နောက်တစ်ခုကကြည့်သမ္မာသမ္ဗုဒ္ဓောလို့ဆိုတာဟာသိเสียတွေကိုကိုယ်ကသိလိုက်တဲ့အသိဉာဏ်ပฏิဝေဒဉာဏ်လို့ခေါ်တယ် penetration ထိုးထွင်းပြီးတော့သိလိုက်တယ်တရားဓမ္မနဲ့ပတ်သက်ပြီးသိเสียမှန်သမျှအကုန်သိလိုက်တယ်ထိုးထွင်းသိတယ်ဗုဒ္ဓောဆိုတာကြတော့အဲ့ဒီသိတာတွေကိုသူများနားလဲအောင်ဘယ်လိုပြောရမလဲဆိုတာကိုသိတယ်ဒေသနာဉာဏ်လို့ခေါ်တယ်အဲ့ဒါလည်းမတူဘူးနော်တ
ချို့ကတော့သိတယ်ပြောမပြတ်တတ်ဘူးဆိုတဲ့လူတွေအများကြီးပဲသိတယ်မပြောတတ်ဘူးတဲ့ကိုသိတာပဲကိုပြောရရမှာပေါ့လို့ဒီလိုပြောလို့မရဘူးသိတယ်ပြောမပြတ်တတ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့တော့သူများနားလဲအောင်ရှင်းပြဖို့ဆိုရင်လူတိုင်းဟာဆရာမဖြစ်တာအဲ့ဒါကြောင့်ပညာတတ်တဲ့ပုဂ္ဂိုလ်တွေရှိတော့လည်းပဲကိုပညာတတ်တိုင်းသူများစိတ်ဝင်စားအောင်သူများနားလဲအောင်ပြောပြနိုင်တာကအရေးချင်းတစ်ခုပဲသိတာကအရေးချင်းတစ်ခုသူတော်ဘာနားလဲအောင်ပြောပြနိုင်တာအရေးချင်းတစ်ခုသိတဲ့အရေးချင်းကိုပฏิဝေဒဉာဏ်လို့ခေါ်တယ်သူများနားလဲအောင်ပြောပြနိုင်တာကိုပฏิဒေသနာဉာဏ်လို့ခေါ်တယ်ပฏิဝေဒဉာဏ်နဲ့ဒေသနာဉာဏ်သမ္မာသမ္ဗုဒ္ဓောကပฏิဝေဒဉာဏ်ကိုပြောပြီးတော့ဗုဒ္ဓောကြတော့ဒေသနာဉာဏ်ကိုပြောတာလို့ဒီလိုအဓိပ္ပာယ်ရှိပါအနှုံးမို့ဆိုလို့ရှိရင်သမ္မာသမ္ဗုဒ္ဓောကလည်းသိတာပဲဗုဒ္ဓောကလည်းသိတာပဲဘာလို့နှစ်ခါပြောရတာတော့ထပ်မနေဘူးလားလို့စဉ်းစားတဲ့ပုဂ္ဂိုလ်ဒီမှာစဉ်းစားမိကောင်းစဉ်းစားမိလိမ့်မယ်ညာတော့အပြင်လည်းဣတိပိသောတို့ကတစ်စေเจ้าမှရွတ်ကြတာများတာဟိုလူတွေကလည်းနော်တကယ်အနှစ်သာရသိအောင်မြတ်စွာဘုရားကိုကြီးညိုပူဇော်လိုတဲ့အနေနဲ့သိအောင်လေးလာပြီးတော့ထားမယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားရဲ့အစွမ်းတတ္တိခုံရည်တွေကိုသိရှိရလို့ရှိရင်အမြဲတမ်းမှကြည်နူးတဲ့စိတ်တွေဖြစ်လာကြည်နူးတဲ့စိတ်လာဘာဖြစ်လို့လဲဆိုလောကမှာအတုယူအားကြစရာပုဂ္ဂိုလ်ဆိုတာရှိတယ်လေအတုယူအားကြရတဲ့ပုဂ္ဂိုလ်မျိုးရှိအဲ့ဒါလို့အတုယူအားကြရမယ်ပုဂ္ဂိုလ်မျိုးတွေမှာဆိုရင်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုပွားခြင်းအပြင်ဘုရားကိုအတုယူအားကြမှုတွေဖြစ်လာတယ်လို့ဆိုတာနော်ဒါကြောင့်မို့ပြောကြတယ်ဗုဒ္ဓတပူဇံမဟာတေဇဝန္တောမြတ်စွာဘုရားကိုပူဇော်လို့ရှိရင်မိမိမှာအစွမ်းတကူတွေတိုးတက်လာတယ်လို့ပြောတယ်ဘုရားကိုပူဇော်တာနဲ့အစွမ်းတကူတွေကဘယ်လိုတိုးတက်လာမြတ်စွာဘုရားလို့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်တဦးကိုသူတော်စင်တဦးကိုမျက်မျက်နှိုးနှိုးစိတ်ထဲမှာအမြဲတမ်းထားခြင်းအပြင်ဘယ်လိုကိုယ်မှာအကျိုးကျေးဇူးတွေတက်ရောက်လာသလဲလို့ဆိုရင်ဒါရှင်းရှင်းလေးပဲအာနာရှိတဲ့လူတယောက်နဲ့သိရင်သိတာနဲ့တည်းပဲတော်တော်လေးကိုမဖြစ်ဘူးလားဘုမပြေနော်လူကြီးနဲ့သိတယ်ဆိုတာနဲ့တည်းတော်တော်အလုပ်ဖြစ်ဒီလူကအဲ့တော့မြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးနဲ့သိပြီဆိုရင်သူစီကတတ္တိလေးတွေတော့ရမှာပေါ့အနည်းငယ်တော့ရတာပေါ့လူယုသေးရှင်ယုသေးတော့ဖြစ်သွားသေးတာပဲဒါကနားလဲတဲ့ဥပမာနဲ့ပြောပြတာပါနားလဲတဲ့ဥပမာပြောပြလူတွေရဲ့တဏ္ဍာမှာထင်ဟမှုဆိုတာလေးတွေကရှိတတ်တယ်ပေါ့ထင်ဟမှုဆိုတာရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဗုဒ္ဓဆိုတဲ့ခုံတော်ကြီးကိုနားလဲအောင်သဘောပေါက်ပြောမယ်ဆိုရင်သိเสียရှိသမျှတွေကိုဘာပဲဖြစ်ဖြစ်အမှန်ကန်ကိုယ်တိုင်သိတာမှန်ကန်သိတော်မူလို့ဗုဒ္ဓလို့ခေါ်တယ်အဲ့ဒီဗုဒ္ဓဆိုတဲ့စကားလုံးကိုအဓိပ္ပာယ်ပြန်တဲ့အခါတည်သူလို့အဓိပ္ပာယ်ပြန်နောက်တစ်ခုကတော့နိုးကြားသူဆိုတဲ့အဓိပ္ပာယ်လည်းပြန်လို့ရတယ်နိုးကြားသူပွင့်လင်းသူဆိုတဲ့အဓိပ္ပာယ်လည်းပြန်လို့နိုးကြားတယ်ဆိုတာမသိတဲ့လူတွေကအိမ်မောကြနာနဲ့တူတယ်သိတဲ့လူကနိုးတဲ့လူနိုးမှသိတယ်လေအိပ်ပျော်နေရင်ဘာမှမသိဘူးအိမ်မှာသခိုးဝင်ခိုးတာဘာမှမသိဘူးအိပ်ပျော်နေတာနိုးပြီဆိုရင်သိတယ်လေအဲ့ဒါလိုပဲမြတ်စွာဘုရားအမှန်တရားကိုသိတယ်ဆိုတော့နိုးတရားရရဲ့ဒီမောဟဒီဟုသောတွေ့ဝေခြင်းဆိုတဲ့အိပ်ပျော်ခြင်းကနေနိုးထလာလို့အမှန်တရားတွေကိုသိတယ်လို့ဒီလိုဆိုတာအဲ့ဒီဗုဒ္ဓဆိုတဲ့ဒီခုံရည်ခြင်းဟာအမေကပေးတာလားဆိုမဟုတ်ဘူးအဖေကပေးတာလားမဟုတ်ဘူးဆွေမျိုးကြံတိတွေကပေးတာလားမဟုတ်ဘူးနတ်မြမာတွေကပေးတာလားလို့ဆိုလို့မဟုတ်ဘူးမိမိကိုယ်တိုင်ကြင်ကြံကြိုးကုပ်အားထုတ်ပြီးတော့အားထုတ်တယ်သင်ယူတယ်ဆိုတာအတိညာရမိမိကိုယ်တိုင်ကြိုးစားအားထုတ်ခြင်းကြောင့်ရလာတဲ့အတိညာမျှတာဖြစ်တယ်ဒါကြောင့်မို့အသိပညာဆိုတာကိုယ်တိုင်ကြိုးစားပြီးတော့ရယူကြရတာဖြစ်တယ်ကိုယ်တိုင်မသိမဲနဲ့ရနိုင်တဲ့ပညာရဆိုတာလောကကြီးမှာမရှိပါဘူးကိုယ်တိုင်ကြိုးစားသင်ယူမှသာလည်းရနိုင်တာဖြစ်ပါ
မြတ်စွာဘုရားမှာလဲဗုဒ္ဓဆိုတဲ့အသိဉာဏ်ကြီးဟာသူများပေးအပ်တဲ့အသိဉာဏ်မဟုတ်ဘူးကိုယ်တိုင်ကျင့်ကြံကြိုးကိုအထုတ်လို့ရတဲ့ပညာရတ္တာဖြစ်တယ်လို့ဒီဘုရားရဲ့အသိဉာဏ်ကြီးမားမှုအာယုံပြုပြီးတော့ဒီစိတ်ထဲမှာကြည်နူးဝမ်းသာမှုရအောင်ကြိုးစားအထုတ်ကြလောကမှာကံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပျောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအကုသိုလ်အကျိုးတွေဝင်ရောက်နေတာကိုလူတွေကကံမကောင်းဘူးလို့ပြောတာအကုသိုလ်ရဲ့အကျိုးတရားတွေကကိုယ်တဏ္ဍာမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြအဲ့ဒီအချိန်မှာကိုယ့်ရဲ့လုပ်ရက်ကိုပြန်ဆန်းစစ်ကြည့်ရမယ်အေးဟုတ်တယ်ငါတို့လုပ်နေတာအမှားမရှိဘူးအကောင်းတွေလုပ်တယ်သို့တော့အတိတ်တုန်းကမှားယွင်းမှုတွေဟာလည်းလူတွေတဏ္ဍာမှာလာရောက်ပြီးတော့မကျူးဝါဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့အဲ့ဒါလို့အဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရောမရှိနိုင်ဘူးလားဆိုရှိနိုင်တယ်အဲ့ဒါလို့ရှိလာလို့ရှိရင်ဘာနဲ့အကာအကွယ်လုပ်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရခုနလိုဘုရားကိုအာယုံပြုမယ်တရားကိုအာယုံပြုမယ်သံဃာကိုအာယုံပြုမယ်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တရေစေမယ်ဘုရားကိုပူဇော်မယ်နော်ဘုရားနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နူးမှုတွေရအောင်လို့ကုသိုလ်ကောင်းမှုတွေမပြတ်လုပ်ပေးရမယ်ဘုရားပန်းရေချမ်းအမြဲတမ်းဆက်ကဘုရားကိုအာယုံပြုဘုရားကိုအာယုံပြုပြီးတော့ကုသိုလ်တရားတွေကိုယ်စိတ်ထဲမှာဖြစ်ပေါ်အောင်ကြိုးစားအဲ့ဒါလို့ကြိုးစားခြင်းအားဖြင့်လည်းပဲမကောင်းတဲ့ကံတွေဟာပယ်ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့ရှေးတုန်းကကျမ်းစာတစ်စာရေးပြီးဆိုလို့ရှိရင်ကျမ်းတစ်ကျမ်းရေးတယ်ဆိုတော့ပြီးအောင်ရေးနိုင်ဖို့တော်ခဲတယ်အမှန်တမ်းကြီးလေးတဲ့တာဝန်ကြီးတစ်ခုကိုလှုပ်တာအစကနေအဆုံးထိစာတအုပ်ရေးရတယ်ဆိုတာအမှန်တမ်းခဲတာမန်ပုဂ္ဂိုလ်တွေဆိုလဲမရေးနိုင်ကြဘူးအဲ့လိုရေးနိုင်ဖို့အတွက်ဒါဖေတော်မောင်တော်ရေးတာပြောတာမဟုတ်ဘူးနော်အလေးနဲ့စာကြီးတွေကိုရေးပြီးဆိုလို့ရှိရင်မလုပ်ရတော့အဲ့ဒီရေးနေတဲ့စာကြမ်းမှာယောဂဝေဒနာဖြစ်လာမယ်ဆိုရင်ပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးမကြမ်းမမာတွေဖြစ်လာရင်လည်းပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးတခြားအနှောက်အယှက်တွေဝင်လာရင်လည်းပြီးနိုင်မှာမဟုတ်ဘူးအဲ့ဒါကိုဈာဖြတ်ဝင်လာတာကိုအန္တရာယ်လို့ခေါ်တာပါဠိစကားအန္တရာယဈာဖြတ်ဝင်ရောက်လာတဲ့အနှောက်အယှက်အတွင်းထဲမှာဈာဖြတ်ဝင်ရောက်လာတဲ့အနှောက်အယှက်တွေကိုအန္တရာယ်လို့ပြောတာအဲ့ဒီအန္တရာယ်တွေကိုပယ်ဖြောင်းနိုင်ဖို့အတွက်ရှေးဥစွာဘုရားကိုရှိခိုးကြတယ်ရှိခိုးပြီးတော့ဘုရားရဲ့ဂုဏ်တော်တွေကိုယ်စိတ်ထဲမှာနှလုံးထဲမှာထုံထားလိုက်တော့အဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားကြောင့်ဈာဖြတ်ဝင်ရောက်မဲ့အကုသိုလ်တွေကမလာနိုင်တော့ဟန်တာပြီးသားဖြစ်သွားတယ်ဒါကြောင့်မလို့မကောင်းတဲ့ဒီကံဆိုးမိုးမောင်တွေကိုယ်တဏ္ဍာမှာဖြစ်ပြီးဆိုတဲ့အခါမှာဖြစ်လာနိုင်တဲ့အရေးအယောင်တွေရှိပြီဆိုတဲ့အချိန်မှာဘာနဲ့ကာကွယ်ရတယ်လဲလို့ဆိုဖရာကိုအာယုံပြုပြီးတော့ဘုရားနုတ္တိကိုများများပွားဘုရားနုတ္တိကိုပွားအဲ့တော့ဖရာရှိခိုးတာတမန်ဩဃာသနဲ့ရွတ်ပြီးတော့ဖရာရှိခိုးတာမျိုးတင်တဲ့ပို့ပြီးတော့အရေးကြီးတာတော့ဖရာရဲ့ဂုဏ်တော်တွေကိုအာယုံပြုပြီးတော့ကမ္မထမ်းထိုင်တယ်လို့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့အချိန်များများဒီတရားတွေနဲ့မြတ်စွာဘုရားကိုပူဇော်ပါတယ်ဆိုတာလုပ်ပြီးတဲ့အခါမှာကိုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုမမြင်ရတဲ့တရားတွေကိုနိဗ္ဗာန်မှာရှိတဲ့အိမ်ဆောင်တတ်တွေပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေရအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုနဲ့သူတို့နဲ့မိတ်ဆွေဖြစ်သွားတယ်မိတ်ဆွေဖြစ်သွားခင်မင်းရင်းနှီးမှုတွေရလာတယ်မိတ်ဆွေဖြစ်လို့ရှိရင်ကိုယ်အန္တရာယ်မရောက်အောင်သူတို့ကကြည့်ရှုပြီလူမပြောနဲ့လေဒီတမ္မာမပြောနဲ့အိမ်နာနေခြင်းနဲ့တဲ့အောင်ပေါင်းရင်တောင်မှပဲကိုယ်အိမ်ကိုကြည့်ပေးပေါ်ရမယ်မတဲ့ဘူးဆိုရင်မသိကြအောင်ဆောင်းနေမှာဘာကြီးဖြစ်နေဟ
ဟုတ်ကဲ့အိမ်နာနီးချင်းနဲ့တဲ့မှာအဲ့ဒါလိုပဲကိုမမြင်ရလို့အိမ်ဆောင်နှတ်တို့ကိုဆောင်နှတ်တို့သွားပြီးတော့ရံမဖြစ်လေနဲ့ရံဖြစ်ရင်တော့အဲ့ဒါကိုကောင်းကျိုးပေးမှာမဟုတ်ဘူးနော်ကောင်းကျိုးပေးမှာမဟုတ်ဘယ်သူလဲမှရံမဖြစ်နဲ့နောက်ဆုံးမှာကိုယ့်အိမ်ကမွေးထားတဲ့ခွေးတောင်ရံဖြစ်ရင်ကိုယ့်မျက်စောင်းထိုးကြည့်တာအနည်းဆုံးခံရကြောက်လို့သာပြန်မလုပ်တာရှိနော်ဒီကောင်တွေကလည်းသိတယ်သူတို့ကဒီတရိစ္ဆာန်တွေမှာလည်းအသိရှိတယ်လေတခါတော့ရိုက်ထားတဲ့လူဆိုရင်ရှောင်းပေးနဲ့မျက်စောင်းဆိုကြည့်တယ်သူတို့အမြဲတမ်းငါမြတ်ဘာလုပ်မလဲဆိုဒေါသနဲ့ကြည့်တော့တာအဲ့ဒါအကောင်းကြီးများအောင်မေ့မနေအဲ့တော့ဘသူနဲ့မှရံမဖြစ်ဘဲနဲ့မေတ္တာတက်ရောက်အောင်လုပ်တာကိုယ့်အတွက်ကံကောင်းစေခြင်းရဲ့အကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့ကိုယ့်အတွက်အကူအညီရခြင်းပဲဒါကြောင့်မို့မေတ္တာပို့ရတယ်အမြတ်တမ်းပေးဝေရတယ်ကုသိုလ်ကောင်းမှုလုပ်တိုင်းဖိတ်ကြားပြီးတော့သူတို့ကိုအရေးတယူလုပ်ပေးတာမိတ်ဆွေတောင်မှလမ်းတွင်ရင်ကိုကအရင်ခေါ်ရတယ်အရေးတယူနှုတ်ဆက်ရင်ယဉ်နှီးတယ်မခေါ်ခြင်းတလို့လှုပ်သွားရင်ဒီလူနောက်ပြီးတော့သူကလည်းမခေါ်ခြင်းတလို့ပြန်လှုပ်မှာပဲနောက်ကြလူချင်းတောင်ဒီလိုဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့လို့ကံကောင်းအောင်လုပ်ဖို့ဆိုဒီမှာကိုယ်တိုင်ကရှင်တဲ့ကအမုန်းကင်းပြီးတော့မေတ္တာဘာဝနာတွေမြဲမြဲပွားပြီးတော့လုပ်မယ်ဖရာကိုအာယုံပြုပြီးတော့မေတ္တာဘာဝနာတွေပွားမယ်ဆိုလို့ရှိရင်ကံကောင်းလာမှသိကြတယ်မေတ္တာပို့မယ်အမြတ်တမ်းပေးဝေမယ်အားလုံးနဲ့မိတ်ဆွေတွေဖြစ်မယ်အရာရာမှာစိတ်ကြည်နူးမှုတွေရလာတဲ့အခါကိုတွေးတာတွေကိုကြံတာတွေကိုလှုပ်တာတွေလည်းလမ်းမှန်ပေါ်ရောက်လာနိုင်အဲ့ဒါလို့မဟုတ်ဘူးကံကောင်းကြောင်းမလားမကောင်းတာတွေနဲ့တွေ့စိတ်ကညစ်ဆိုပိုးဆိုးအဲ့ကြလို့ရှိရင်ပိုးဆိုးသွားနိုင်တယ်အဲ့ဒါလို့မဖြစ်ရလေအောင်ဘယ်သူပဲဖြစ်ကံကြမ္မာရဲ့အလှည့်အပြောင်းကံကောင်းတဲ့အခါကောင်းတယ်မကောင်းတဲ့အခါမကောင်းဘူးမကောင်းတဲ့အခါမှာကောင်းအောင်လုပ်ပုံလုပ်နည်းရတော့အဲ့ဒီနည်းပဲမေတ္တာပွားမယ်ဘုရားကိုအာရုံပြုမယ်စီမီပန်းရေချမ်းလှူဒန်းမယ်နော်ဆူတောင်းတာမတောင်းတာအသာထားလူတွေကဆူတောင်းတာပဲဥစားပေးတယ်နော်တောင်းသည်ဖြစ်စေမတောင်းသည်ဖြစ်စေကိုယ်စိတ်ကြည်နူးမှုကအဓိကကြတယ်ဘုရားကုံတော်တွေကိုကိုယ့်ရဲ့ရင်ထဲနှလုံးထဲရောက်အောင်တည်ငြိမ်အေးချမ်းမှုကိုပေးနိုင်တဲ့မျိုးဖြစ်အောင်လုပ်အောင်ပြီးပြီဆိုတော့မှကိုယ့်ရဲ့ wish ကိုဖော်ပြတာဆူတောင်းတိုင်းကတော့မရဘူးပေါ့ဆူတောင်းတိုင်းရလို့ရှိရင်ဘာမှလုပ်နေနဲ့ထိုင်ပြီးတော့သာဆူတောင်းစာဝဲအောင်လို့ရှိရင်ဒီ9လုံးပါပါစေ6လုံးပါပါစေထိုင်တာဆူတောင်းနေစာမကျက်နဲ့ရမှာမဟုတ်ဘူးနော်အဲ့ဒါကြောင့်မလို့ဆူတောင်းရုံနဲ့ဘယ်ရမှမရဘူးဆူတောင်းတယ်ဆိုတော့ wish ကိုဖော်ပြတာပဲဖြစ်တယ်ဆူတောင်းတာလိုချင်တဲ့ဆန္ဒရဲ့နောက်မှာလုံလဝိရိယတို့အတိညာတို့ဆိုတာလိုက်ရတယ်ပေါ့အဲ့ဒါလို့အကြောင်းအကျိုးစီလျော်စွာအလုံးလုံးမှကောင်းကျိုးချမ်းသာတွေဆိုတာရနိုင်တယ်အဲ့ဒါလို့အချက်တွေကိုသိတာကိုလည်းပဲမြတ်စွာဘုရားဟောတာဖြစ်သောကြောင့်ဗုဒ္ဓဆိုတဲ့ဂုဏ်တော်ထဲမှာအရာခတ်သိမ်းကိုတည်စွမ်းနိုင်တဲ့အသိဉာဏ်ရှိတယ်မြတ်စွာဘုရားလို့ဆိုတာကိုအာယုံပြုပြီးတော့နှလုံးသွင်းဆင်ခြင်ခြင်းအပြင်မိမိအတွက်ကံကောင်းလာနိုင်တယ်ဆိုတာကိုယုံကြည်ကြရမှာဖြစ်တယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓဤဗုဒ္ဓခုံတော်ဆိုဒီမှာသမ္မာသမ္ဗုဒ္ဓနဲ့ထူးခြားချက်ကသမ္မာသမ္ဗုဒ္ဓဆိုတာသစ္စာ၄ပါးကိုကုံစင်အောင်သိတာသမ္မာသမ္ဗုဒ္ဓဗုဒ္ဓဆိုဒီမှာသစ္စာ၄ပါးမှတပါးအခြားသိเสียရာတွေကိုကျွမ်းကျင်မရှိသိတာဗုဒ္ဓတနည်းအားဖြင့်သမ္မာသမ္ဗုဒ္ဓဆိုဒီမှာထိုးရင်းသိတဲ့အသိဉာဏ်မျိုးကိုဆိုလိုပြီးဗုဒ္ဓဆိုဒီမှာဟောပြောနဲ့ပတ်သက်ပြီးတော့သိတဲ့ဒေသနာဉာဏ်မျိုးကိုဆိုလိုတယ်လို့ဒီနှစ်ခုဟာဒီခုံတော်နှစ်ခုဟာတစ်ခုနဲ့တစ်ခုကွဲပြားခြားနားမှုဒီလိုမှတ်သားကြရမယ်ဆိုတာကိုကိုယ်စီမှတ်သားပြီးဗုဒ္ဓနုတ္တိဘာဝနာပွားများခြင်းအပြင်ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဟေးရန်กว่าချ
ချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံပဝါယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ပြူပါဝင်းငွေလာမင်းနှင့်ရောင်ချင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထောရအေမြจิตတာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ညကုန်သည်ဖြစ်ဖြစ်ဒုက္ခန္တကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေးကြိုင်လိုက်၍နေကြပါစေကုန်သတည်း